တန်တရဏအဲ့ဒါကိုတခါတည်းတရဏဂုံကိုပတ်လက်ရိုက်ပြီးတော့အဲ့ဒီမှာပွားလဲပွားလိုက်ကောနားထဲမှာကြားတယ်ဒီနေ့ညလာဟောကြမယ်ဆရာတော်ကြီးသူ့ရှိမှမေးတဲ့အဲ့ဒါနဲ့ပဲတရားရှိခေါက်လောက်ပြီးလဲဆိုရောဘုံဘုံထလဲပြီးရောခောဘကအဖွဲသွားမေးတော့ဒီညမင်းကုန်းဆရာတော်ဘုရားကြီးတရားပွဲရှိတယ်တဲ့ဟာကျင်းသေးပြီအဲ့ဒါဗိဓိကသုံးပုံအာကုံဆောင်နေဆိုတော့တရဏဂုံကိုလုံးခြုံတာတိမှာပဲဆိုပြီးတော့အဲ့ဒါနဲ့ညတရားပွဲလဲပြီးရောဆရာတော်ကြီးခဏအခန်းထဲမှာနားတော့သွားပြီးတော့တပည့်တော်သိကျင်တာလေးနည်းနည်းလေးပါလို့တခွန်းလောက်မေးကျင်တယ်ဘုရားလို့ဆိုကဲပြောစမ်းနဲ့မင်းကဘာသိကျင်တာလဲတဲ့အရှင်ဘုရားတရဏဂုံကိုလုံးခြုံပါလို့တပည့်တော်ကိုအိမ်မက်ထဲမှာဝိဖြူစင်ကြဲနဲ့လာပြောတာငငယ်လေးတွေရပါဘုရားအခုဝဲရလဲပြီးရောအဲ့ဒီလိုကိုလုံးခြုံဖို့အတွက်မဟာမြတ်မုနိတွားပါဆိုလို့လာရောက်လာပါတယ်ဘုရားအဲ့ဒါအခုထပ်ပြီးတော့သူတို့ကညွှန်ကြားတယ်ဒီညဟောမဲ့ဆရာတော်ကြီးထံမှာမေးလို့ပြောတယ်လို့အဲ့ဒါနဲ့အရှင်ဘုရားကိုတပည့်တော်လာလျှောက်တာပါဘုရားမေးတာပါဘုရားဆိုတော့မင်းကဘယ်နှဝါရှိပါလဲသူ2ရက်နော်ရီလိုက်တာအခုဒီနေ့ဆို3ရက်ပေါ့ဘုရားလို့မင်းကထွက်အောင်မလားတဲ့မထွက်ပါဘူးဘုရားလို့တက်တက်မြဲပါပြီဘုရားလို့မလေးကွာတဲ့အဲ့ဒါဆိုရင်ငငယ်လေးတုန်းကတည်းကဆိုရင်ဘလောက်ကောင်းမှန်းမလဲပရိယတ္တိရောပရိပတ်တိရောစုံမာတဲ့အခုဆိုရင်မင်းပရိပတ်တိပဲလောက်ရတော့မယ်ယတ္တိရတော့အချိန်နှောင်းသွားပြီတဲ့ငါမှအာကုံဆောင်ဖို့အတွက်ကြိုးစားရင်းနဲ့ပဲအချိန်ကုန်သွားတော့ပတ္တိကိုမလုံနိုင်ဘူးငါ့ကိုလမ်းစဉ်လည်းပေးထားတာတဲ့အဲ့တော့မင်းကိုငါဆက်ပေးမယ်တဲ့အခုပြောရင်ကြောင်မယ်ကွာမနဲ့ကိုကြောင်လိုက်ခဲ့တယ်မင်းကွန်းလိုက်ခဲ့မှန်ပါဘုရားဆိုပြီးတော့ဆရာတော်ကြီးကကားပေါ်တက်ပြီးကြွသွားအဲ့ဒါနဲ့ပဲမနဲ့ကြလိုက်လဲသွားကောသူ့ကိုယ်တော်လေးတစ်ပါးကိုဧကောင်နဲ့ငါ့ကိုဝိတုဒ္ဓိမဲ့လေးချံပေးတဲ့နဲ့ပထမတွဲဒုတိယတွဲတတိယတွဲသရုတ်တာတွဲငါဘာသာပြန်ကိုပေးတယ်ဒီကိုယ်တော်ကအခုမှဝိတ္တာဆိုတော့ဘာမှပါဠိတွေဖတ်တတ်မှာမဟုတ်ဘူးတဲ့အဲ့ဒါနဲ့ဘာသာပြန်ရှေ့လဲလာကြကောမင်းကိုငါပြောမယ်မင်းမင်းမယ်ဆိုလို့ငါပြောတာနော်တဲ့ငါစကားကိုအသက်ထဲဆုံးမှတ်မလားမှတ်ပါမယ်ဘုရားလို့ဒါဆိုရင်တဲ့ယဟန်တို့ရဲ့အသက်ဝိတုဒ္ဓိမဲ့နော်တဲ့ဝိတုဒ္ဓိမဲ့ကိုတခါမှမကြည့်မှုပဲနဲ့ယဟန်ဖြစ်တဲ့သူဟာဘယ်တော့မှသီလသမာဓိမရှိနိုင်ဘူးတဲ့အဲ့တော့ဝိတုဒ္ဓိဆိုတာဝိဆိုတာအထုတုဒ္ဓိဆိုတာစင်ကြယ်အောင်နော်မဲ့ဆိုတာမဲ့ညာဘုံညာရအောင်ကြိုးစားတဲ့အကျင့်တရားလမ်းစဉ်တဲ့ဒါကြောင့်မလို့နော်အထူးစင်ကြယ်ခြင်းများစွာနဲ့အောင်မြင်မှုရဖို့အတွက်မဲ့ညာဘုံညာရဖို့အတွက်ကျင့်ကြံအားထုတ်ရမယ်လမ်းစဉ်များလို့အဓိပ္ပာယ်ရတယ်တဲ့အဲ့တော့မင်းဝိတုဒ္ဓိမဲ့ထဲမှာငါကမ္မထမ်းပေါင်း40အကုန်ပါတယ်နော်တဲ့ဗမာလူအကုန်ရေးထားတာအဲ့ဒီတည်းကကြိုက်တာကိုမင်းပွားများတဲ့နောက်တစ်ခုကပြမစိုးတရား၄ပါးမေတ္တာကမ္မထံကရုဏာကမ္မထံမုဒိတာကမ္မထံဥပိ္ပခကမ္မထံတရား၄ပါးငါအကုန်ရှင်းပြထားတယ်အဲ့ဒီအတိုင်းကြိုးစားနှစ်ပြီးဒူရင်အကျင့်မြတ်တွေငါအကုန်လုံးရေးထားတယ်ဘယ်လိုစိတ်ထားပြီးမှဘယ်လိုဒူရင်ဝင်ရမယ်ဘယ်လိုအောင်မြင်မှုကိုရရင်ဘယ်အဆင့်ရောက်ခြင်းဘယ်လိုဖြစ်တယ်ဆိုတာငါအကုန်ရေးထားတယ်အဲ့ဒါဒီဆိုရင်မင်းအဲ့ဒါတွေကိုအောင်မြင်မှဖုံးကန်ကြီးမှပြီးသာသနာပြုလို့ရမယ်မှန်ပါဘုရားတပည့်တော်အောင်မြင်အောင်ကြိုးစားပါမယ်ဘုရားလို့ကဲဒါဆိုရင်မင်းမေးတဲ့ကိုလုံးခြုံနည်းကိုငါပြောတော့မယ်အဲ့ဒီထဲမှာလူတယောက်ကအစိတ်အပိုင်း32ပိုင်း32ကိုထာတာဆိုတာငါဘာသာပြန်ထားတယ်တဲ့ကေတာလောမနဂတန္နာဆိုတဲ့သပင်ကနေစပြီးချီမာဗျာအတီ32ပိုင်းရှိတယ်လို့မြတ်စွာဘုရားဟောခဲ့တာတဲ့သဘောပေါက်လားအဲ့တော့မင်းလုံးဝမှာကအစိတ်အပိုင်းတစ်ခုကိုဓမ္မခန္ဓာပေါင်း8400ရှိတဲ့အတွက်တရဏဂုံကို8400ပွားရမယ်ပွားတဲ့အခါမှာအရေးအတွက်ကိုမယူပါနဲ့အနှစ်ကိုယူမယ်အနှစ်ကိုယူဖို့အတွက်8400အဖတ်တင်ဖို့အတွက်3သိန်းလောက်ရောရမယ်နော်တဲ့ရွတ်နိုင်ပါမလား
ရွတ်ပါမယ်ဘုရားပွားပါမယ်ဘုရားပွားရင်ဟိုကြည့်ဒီကြည့်ရွတ်တဲ့ဟာကိုမထည့်ရဘူးစရင်မမှတ်ရဘူးနော်ငိုက်သွားရင်စရင်မမှတ်ရဘူးနော်တတိလစ်သွားရင်စရင်မမှတ်ရဘူးအာယုံကြတဲ့ဟာကိုပဲမှတ်ရမယ်တဲ့အဲ့ဒါကြောင့်မလို့နော်တသိန်းလောက်ရွတ်မှဘယ်လောက်တုံမလဲ8000လောက်တင်မယ်အဲ့တော့တသိန်းနှုံးနဲ့သာတွက်ကွာတဲ့32ခုထာတာဆိုရင်တရဏဂုံ32သိန်းရွတ်ရမယ်တဲ့မှန်ပါဗျာရွတ်ရမယ်မင်းအကယ်၍ပြင်းပြင်းထန်ထန်ရွတ်ရင်9ဝါတော့ကြော်မယ်ပေါ်ပြက်ပြက်နဲ့မှန်မှန်လေးပဲရွတ်မယ်ဆိုရင်10ဝါ